မင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမှာတော့မြန်မာတန်ရုံးကိုတွားကျင်တဲ့အခါမှာချက်ချင်းဘယ်လိုယူရမလဲနဲ့အကောင့်ဘယ်လိုဖွင့်ရမလဲဆိုတာကိုကျွန်တော်ဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်အကောင့်ဖွင့်ပုံပုံနည်းနဲ့ချက်ချင်းယူတဲ့နည်းပေါ့နော်အဲ့ရလို့ဖို့ဆိုရင်ကျွန်တော်တို့ဖုန်းထဲမှာ Glowmate ဆိုတဲ့ software လေးလိုအပ်ပါတယ်အဲ့ software လေးကိုအရင်ဆုံးဖုန်းထဲမှာဆွဲရမယ်ပေါ့နော်အဲ့ဒီကနေမှကျွန်တော်တို့ကရေရတင်ရမှာဖြစ်ပါတယ်ပြီးရင်အကောင့်မရှိရင်ကျွန်တော်တို့ကအကောင့်ဖွင့်ရပါမယ်ကျွန်တော်တို့ Gmail တော့လိုအပ်ပါတယ်ပေါ့နော်ဘာသာစကားကလည်း3မျိုးရှိတယ်ပေါ့နော်ကြိုက်တာနဲ့အသုံးပြုလို့ရပါတယ်ကိုရီးယားအင်္ဂလိပ်မြန်မာပေါ့နော်ကျွန်တော်တို့ဒီနေ့မြန်မာဘာသာနဲ့လုပ်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့ကအကောင့်မရှိသေးရင်တော့အကောင့်အရင်ဆုံးဖွင့်ရမယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကအောက်ဆုံးမှာအကောင့်ဖွင့်ခြင်းဆိုတဲ့ထဲကိုဝင်ရမှာဖြစ်ပါတယ်အဲ့ဒါထဲကိုဝင်ပြီးကျွန်တော်တို့အကောင့်ဖွင့်ပါမယ်ကောက်ဖွင့်ခြင်းဆိုတဲ့ဟာကိုနှိပ်လိုက်မယ်ဆိုရင်ဒီလိုမျိုးပေါ်လာမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကအားလုံးသဘောတူပါဆိုတာကိုနှိပ်ပါပြီးရင်ဆက်သွားမယ်ဆိုတဲ့အောက်ဆုံးဟာကိုနှိပ်ပေါ့နော်ဒါဆိုရင်အပေါ်ဆုံးမှာတော့ကျွန်တော်တို့က email ထည့်ရမှာဖြစ်ပါတယ် email ပေါ့နော်ကျွန်တော်တို့ရဲ့ Gmail ထည့်ရမှာဖြစ်ပါတယ်ဘာသာတို့ရဲ့ကိုယ်ပိုင် Gmail ထည့်ပေါ့နော် Gmail ထည့်ပြီးဆိုရင်တော့ကျွန်တော်တို့ကစစ်ဆေးခြင်းဆိုတဲ့အရာကိုနှိပ်ရမယ်ပေါ့နော်ဒီ Gmail ကရှိလားမရှိလားဆိုတာကျွန်တော်တို့ကစစ်ဆေးတာဖြစ်ပါတယ်ရှိတယ်ဆိုရင်တော့ကျွန်တော်တို့ကအသုံးပြုနိုင်သော email ဖြစ်တယ်ပေါ့နော်အဲစစ်ဆေးခြင်းကိုနှိပ်ရမှာဖြစ်ပါတယ်အဲဒါဆိုရင်တော့သူကအသုံးပြုနိုင်သော email ဖြစ်ပါတယ်ဆိုစာပြန်ပြီးရပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ကစကားဝက်ထည့်ရမှာဖြစ်ပါတယ်ဒီကစကားဝက်ကအရေးကြီးရပေါ့နော်မှတ်ထားရမှာဖြစ်ပါတယ်ကိုထည့်လို့တဲ့စကားဝက်ကိုကိုယ်ကမှတ်ထားရမယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့အကောင့်ထဲဝင်တဲ့အခါမှာကျွန်တော်တို့ Gmail ရဲ့ဒီကစကားဝက်ကိုကျွန်တော်တို့ပြန်ပြီးရိုက်ထည့်ရမှာဖြစ်တဲ့အတွက်ကြောင့်ဒီစကားဝက်ကိုတော့တည်တည်ချာချာမှတ်ထားပါတော့ဒီဒါမေ့တတ်ပါတယ်ဟိုဒီထဲမှာတမျိုးရပြီဘိုးဘက်ရောင်ဘယ်လိုလဲဆိုတော့မတီးဖြစ်သွားမယ်ပေါ့နော်ကျွန်တော်အပေါ်ကစကားဝက်အောက်ကအတီးပြူခြင်းပေါ့နော်အပေါ်ကစကားဝက်ကိုအတီးပြူပေးရတာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ကနိုင်ငံကူးလက်မှတ်မှာပါတယ်ကျွန်တော်တို့ရဲ့အမည်ကိုရေးပြရမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့မျိုးဆက်အောင်ဆိုပြီးကျွန်တော်နာမည်တော့ရေးရတော့ဗောနော်ဒီရင်ကျွန်တော်တို့ရဲ့မွေးနေ့ရေးပြရမှာဖြစ်ပါတယ်ကျွန်တော်နိုင်ငံကူးလက်မှတ်မှာပါတယ်မွေးနေ့ပေါ့နော်မွေးနေ့ရေးပြရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ကလိန်ပေါ့နော်ကြားလားမာလားဆိုတော့ကျွန်တော်တို့ကရွေးပြရမှာဖြစ်ပါတယ်ယောက်ျားလေးဆိုရင်ကြားပေါ့နော်မိန်းကလေးဆိုရင်မဖြစ်ပါတယ်ပြီးရင်တော့ဗီဇာအမျိုးအစားဆိုတာကိုကျွန်တော်တို့ရွေးချယ်ပြရမှာဖြစ်ပါတယ် E9 ဆိုရင် E9 ပေါ့နော် E7 ဆိုရင် E7 ကျွန်တော်တို့ကရွေးပြီးအောင်ပါပဲပြီးရင်နိုင်ငံကူးလက်မှတ်ပေါ့နော်ကျွန်တော် passport ထဲမှာပါတယ် passport နံပါတ်ကိုကျွန်တော်တို့ကရေးပြရမှာဖြစ်ပါတယ် passport အပေါ်ဆုံးမှာရှိရပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ရေးပြီးအောင်ပါပဲပြီးရင်တော့ကျွန်တော်တို့ကိုရီးယား ID card တွေကနံပါတ်ကိုကျွန်တော်တို့ကရေးပြရမှာဖြစ်ပါတယ်17လုံးသားပဲရှိရပေါ့နော် ID card နံပါတ်ကိုကျွန်တော်တို့ရေးပြရမှာဖြစ်ပါတယ်ID card နံပါတ်ရေးပြီးဆိုရင်တော့ကျွန်တော်တို့အသိဝင်ပြီဆိုတာနှိပ်လိုက်ပါတော့ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့အချက်လက်ကမှန်ကန်တယ်ဆိုရင်အတည်ပြုတည်ဆိုတာနှိပ်လိုက်ပါဒါဆိုရင်အကောင့်ဖွင့်ခြင်းကပြီးဆုံးသွားပြီပေါ့နော်ကျွန်တော်တို့အကောင့်ထဲဝင်ုံနဲ့ကြံလို့ရပါဒါဆိုရင်ကျွန်တော်တို့ကအကောင့်ထဲဝင်ဖို့အတွက်ဆိုရင် login ဆိုတာကိုနှိပ်လိုက်ပေါ့နော်အပေါ်ဆုံးမှာတော့ကျွန်တော်တို့စွန့်လာပြီးထားတဲ့ Gmail ရေးပေါ့နော်အောက်ကတော့ကျွန်တော်တို့စကားဝက်ပြီးတာပေါ့နော်လက်ဝက်နံပါတ်ကိုကျွန်တော်တို့ကရေးပြရမှာဖြစ်ပါတယ်စွန့်လာပြီးထားတဲ့အရာတွေကိုပဲဒီမှာရေးရမယ်ပေါ့နော်Gmail နဲ့ကျွန်တော်တို့ကစကောရေးပြီးရင်တော့ကျွန်တော်တို့ login ဆိုတာကိုနှိပ်လိုက်ပါဒါဆိုရင်တော့ဒီလိုမျိုးပေါ်လာပြီပေါ့နော်ဒါအဲ့ထက်မှာအဆိုရှိပါတယ်ကျွန်တော်တို့ကရက်ချင်းယူမှာပေါ့နော်တန်ရုံးကိုသွားဖို့ရက်ချင်းယူမှာဆိုရင်ကျွန်တော်တို့ကအရင်ဦးဆုံးအဲ့မှာနှိပ်လိုက်ပေါ့နော်ရက်ချင်းယူမဲ့ဟာကိုနှိပ်လိုက်ပါရက်ချင်းယူမဲ့ဟာကိုနှိပ်မယ်ဆိုရင်အရင်ဦးဆုံးကျွန်တော်တို့ကဖုန်းနံပါတ်ကိုအတည်ပြုသေးရပေါ့နော်ကျွန်တော်တို့ကပထမဦးဆုံးဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုနှိပ်ပြရမှာဖြစ်ပါတယ်ဖုန်းနံပါတ်ရေးပေါ့နော်ရေးပြီးတော့သူကကုတ်ချပေးမှာဖြစ်ပါတယ်အဲကုတ်ရေးပြီးလိုက်အောင်ပါပဲကျွန်တော်ရေးပြီးရင်တော့အတီးပြီးစဉ်ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ဒီလိုမျိုးပေါ်လာပြီပေါ့နော်ဒီလိုမျိုးပေါ်လာပြီဆိုရင်နိုင်ငံကူးလက်မှတ်ဆိုတဲ့ຢာလေးကိုနှိပ်ပေးလိုက်ပေါ့ရောင်လေးပြောင်းလာပြီပေါ့နော်နှိပ်ပေးလို့ပါပဲရပြီးတော့ကျွန်တော်တို့ကနောက်စာမျက်နှာကိုနှိပ်လိုက်ရင်ဒီလိုမျိုးကိုသွားလို့မဲ့ရက်ကိုပေါ့နော်ရွေးလို့ရပါပြီကျွန်တော်တို့ကဘယ်နေ့ကိုသွားမလဲပေါ့နော်ကိုသွားလို့မဲ့ရက်ကိုရွေးပြီးအောင်ပါပဲပြီးရင်တော့ကျွန်တော်တို့ကအချိန်ရွေးရမှာဖြစ်ပါတယ်တန်ရုံးဖွင့်တဲ့အချိန်ကတော့9နာရီခွဲရနေပြီဒီ12နာရီအတွင်းကိုပဲကျွန်တော်တို့ကသူလုတ်ပေးရဖြစ်ပါတယ် passport တွေပေါ့နော် passport တက်တန်းလို့ခြင်းကိုသူကအချိန်မှသာလုတ်ပေးရမို့လို့ကျွန်တော်တို့အကြိုက်တဲ့အချိန်ကိုရွေးရမှာဖြစ်ပါတယ်မနက်ပိုင်းနေပေါ့နော်ရွေးလိုက်ပါရွေးပြီးရင်တော့နောက်ဆောင်မျက်နှာဆိုပြီးသွားလိုက်ဦးပါပဲနောက်စာမျက်နှာဆိုတာနှိပ်လိုက်ရင်တော့ကျွန်တော်တို့ဒီလိုမျိုးပေါ်လာပြီပေါ့နော်10လပိုင်း29ရက်ဗုဒ္ဓဦးနေ့ပေါ့နော်17နာရီ12မိနစ်မှာကျွန်တော်ရက်ချင်းယူတာဖြစ်ပါတယ်ရပြီးရင်တော့နှိပ်ပါဆိုအောင်နှိပ်လိုက်ရင်တော့ကျွန်တော်ရက်ချင်းယူပြီးသွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်က
ယူပြီးသားကိုလို့လုံမပြတော့ပါဘူးဟိုဟာလုံပြတာဖြစ်တဲ့အတွက်ကြောင့်နှိမ့်မပြဘူးပေါ့နော်ကျွန်တော်တော့ပြန်ထွက်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါနားမလည်တာရှိရင်လည်းကျွန်တော်အချိန်မီလာပြီးမေးလို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကို like and share သွားပြီးကူညီပေးလို့လည်းရပါတယ်เนาะအားလုံးပဲကျေးဇူးပါဗျာ